ရဲဝင်းသူကိစ္စကိုကျွန်တော်တို့မပြောလို့မရပြောရဒီကောင်ကဘာလို့လဲဆိုတော့သူ့ဖာသာသူဘယ်ဘာသာပဲကိုယ်ဘယ်သာပါလဲပြောင်းကျွန်တော်တို့ကဘာပြီးပြောတဲ့အကြောင်းရှိဒါကသူရွေးချယ်ဝင်တဲ့သူဒါပေမဲ့ဒီကောင်ကဗုဒ္ဓဘာသာကိုယ်တဲ့သူတွေစိတ်ရောတွေကိုရှုခိုးပြီးဆူတောင်းတဲ့သူတွေကိုဒီကောင်ပဲလူကြီးလူငယ်မကရတာမရှိအောင်ဆဲဆူပြီးတော့ပြောခဲ့တာစိတ်ရောတွေရှေ့လောက်ချီပြီးတော့ရှုခိုးဆူတောင်းတာဒီကောင်ပဲအပြစ်ပြောခဲ့တာဟုတ်တယ်မလားအဲ့ဒါတွေရှိတယ်သူပြောခဲ့တဲ့ဟာတွေရှိတယ်ခုသူကိုယ်ွယ်တဲ့ဘာသာမှာရောအဲ့လိုဆူတောင်းတာတွေမရှိဘူးလားလက်ရှိသူတို့ကိုယ်ွယ်နေရရောတက်ရှိထင်ရှားသူတို့ရဲ့ဖះကိုကိုယ်ွယ်တာလားဒါမှမဟုတ်ဒီလိုစင်းလို့တော့ရုပ်ထုတွေကိုပဲသူတို့ဆူတောင်းဝေပြုကိုယ်ွယ်တာလားအဲ့ကောင်အဲ့အရာတွေမပြောဘူးလားသူတို့ဘာသာမှာကိုယ်ွယ်တဲ့သူတွေရောနေရာတကာအာမင်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 နဲ့လိုင်းပေါ်မှာလည်းအာမင်တွေပလူပြန်ပြောဆူတောင်းနေကြတာမဟုတ်ဘူးလားဒီကောင်ထားပါညဗုဒ္ဓဘာသာဘုန်းကြီးတွေကိုပြောတယ်ဝင်းကြီးနဲ့မြည်တဲ့ဘုန်းကြီးကိုပြောတယ်အဲ့ဒါတွေကကျွန်တော်လက်ခံလို့ရတယ်ဘာလို့လဲဆိုတော့ဒါကတော့ကျွန်တော်တို့လည်းသူတို့မှမဟုတ်ဘူးကျွန်တော်ဗုဒ္ဓဘာသာကိုယ်ွယ်တဲ့သူတွေလည်းကိုယ်ွယ်တဲ့ဘာသာမှာအဲ့လိုဘုန်းကြီးတွေကိုမရှိတင်ဘူးဒါဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါတွေကိုပြောရမယ်ပြောမှလည်းကျွန်တော်တို့ဘာသာကြီးကကျွန်တော်ကိုယ်ွယ်တဲ့ဗုဒ္ဓဘာသာကတန်ရှင်းတဲ့ဗုဒ္ဓဘာသာဖြစ်လာတယ်အဲ့ဒါမှလည်းကျွန်တော်ကိုယ်ွယ်တဲ့သူတွေတော့ကလည်းပို့ပြီးတော့ကောင်းတာပေါ့နော်ခုကြဒီကောင်ကပါတယ်ပတ်စံကြောင်းကိုဒီကောင်ကိုယ်ွယ်တာတွေဘာသာပြောင်းတာတွေပြောင်းလာတယ်ကျွန်တော်ဗီဒီယိုလေးမဆက်သူ့ဘာသာ10ကပြောင်းလို့နေတယ်သူနောက်တစ်သက်ထိကပြောင်းလို့နေတယ်ကျွန်တော်ဗီဒီယိုမဆက်ဒါပေမဲ့ဒီကောင်ဟာကျွန်တော်တို့ဗုဒ္ဓဘာသာကိုယ်ွယ်တဲ့သူတွေကိုဒီကောင်ရတာမရှိအောင်ပြောခဲ့တာတွေဒီကောင်ရှိတယ်ကျွန်တော်တို့ဘုရားရှင်မှာထိုင်ပြီးတော့ဆုတောင်းအောင်လည်းဘာမှဖြစ်မလာဘူးဘာတွေညာတွေအကောင်ပြောခဲ့တာလည်းရှိတယ်ဟုတ်တယ်မလားအဲ့တော့စဉ်းစားကြည့်ပေါ့မင်းတို့ကိုယ်ွယ်တဲ့ဘာသာမှာဟောကွာမကောင်းပြောခဲ့တာတွေမရှိဘူးလားမင်းတို့ဘာသာမှာကွာခုဆရာတွေရှိရဟုတ်တယ်မလားဗီဒီယိုတွေရပြီးတော့စီးရီးပွဲတွေလုပ်ပြီးတော့ကွာဆူတောင်းဝိပုဝဲလုပ်တာတွေဖုန်းတော်မှာအာမပင်မဲနဲ့ဆူတောင်းနဲ့ပြည်တာတွေဒုက္ခိတဖြစ်နေတဲ့သူတော်မှာဆူတောင်းလည်းဖះရှိမှဆူတောင်းလိုက်တာနဲ့ထပြီးတော့လမ်းလျှောက်နိုင်သွားတာတွေဒါတွေကတကယ်ဂျင်းနေပြီတကယ်ဆူတောင်းလည်းလို့ကြည့်ပါမလားမင်းအဲ့အရာတွေကိုဘာတစ်ခုပြောလားဘယ်ဘာသာနေပြီကွာငါပြောတာမင်းကိုယ်ကိုယ်ရဲ့ဘာသာမှာလည်းအဲ့လိုမကောင်းတဲ့ဟာတွေပြောကြရတယ်အများကြီးပဲမင်းတို့ဖះကမကောင်းမပြောဘူးနော်မင်းတို့ကိုယ်ကိုယ်ရဲ့ဖះကကောင်းနေနေတာသူကလည်းဒါပေမဲ့အခုလက်ရှိမင်းတို့ဘာသာရဲ့အကြီးကဲတွေရောကွာမင်းတို့ဆရာလို့လုပ်နေကြတဲ့ဟာတွေကလို့မကောင်းတဲ့ဟာပြောကြရတယ်အများကြီးမင်းကအဲ့ဟာကြီးကျမှပြောပဲနဲ့ဒီဗုဒ္ဓဘာသာတခုကျမှမင်းကကွက်ပြီးတော့မကောင်းပြောတာတွေကလုံးဝကွာရုပ်တိမရှိဘူးမင်းလည်းဒီဘာသာမင်းလည်းဒီနိုင်ငံမှာမွေးတာကွာဟုတ်ပြီလားအဲ့တော့မင်းအနေနဲ့စောက်ကြည့်ပြောတာလေရက်တန်းကရက်တင်ပြီမိဘနဲ့စီးကွဲပြီးတော့ပြောဘာပြောမင်းကဒီမြန်မာနိုင်ငံကလူကြီးလူငယ်ကလေးတွေကဆိုမင်းပဲရတယ်အောင်မရှိအောင်ပြောဆိုဆဲရတယ်ဟုတ်လားမင်းမမိလားအဲ့မင်းလည်းဘာကောင်းမှမဟုတ်ဘူးမင်းလည်းလိုင်းဝင်နဲ့အားချောင်းနေတယ်ပေါ့နော်ရှင်းလားမင်းကပဲတနိုင်ငံလုံးကိုမင်းပဲပြောင်းလဲနေတာလို့ဘာလို့နဲ့မင်းပြောတာဟုတ်လားမင်းလည်းဘာဆောက်fitမှရှိတယ်ပေါ့မင်းလည်းဒီမဲ့နိုင်ငံသွားပြီးခိုးနေတယ်ပေါ့ဟုတ်တယ်မလားအဲ့တော့ကိုယ်စင်ကိုတီးမင်းဖာလာမင်းသတင်းတောက်လေးလို့သူများတဲ့နည်းနည်းပူတီးတာလေးနဲ့မင်းဖာလာမင်းလူတိုင်းကိုမင်းထင်ရပြောလို့မရဘူးကြီးရှင်းလားအလုံးမာတာရှင်းလားမင်းမြန်မာနိုင်ငံလုံးကိုဆဲခဲ့တယ်မြို့ပြန်ဆဲတယ်ငါလုံးမာတာရင်းဝတ္ထုငါလုံးမာတာရင်းဝတ္ထုလီးတယ်ဒါဟာမင်းငါပြောရနော်မင်းယေရှုကိုယ်ွယ်လို့ငါတို့ကစိတ်ဆိုးပြောရတယ်မဟုတ်ဘူးမင်းဖာလာတယ်ဘာလားကိုယ်ွယ်ဒီဒါပေမဲ့မင်းကငါတို့ကိုယ်ွယ်တဲ့သူပြောလို့ဆိုခဲ့လို့ငါမင်းကိုခုလက်ရှိတိုင်လို့ပြောတာအလုံးမာတာနားလေလားနောက်ထပ်ပြောကြတယ်အများကြီးရှိတယ်မင်းဟုတ်လားခုတော့ဒီနေ့တော့ဒီလောက်ပဲ
ဒီသူထောက်ခံနေတဲ့ကောင်တွေကိုလည်းဖင်တာခံနိုင်မင်းဖြေသွားပြီးတော့သူ့လောက်ကတော့လူတိုင်းပြောရဲဆိုတော့ဟုတ်ပြီလားအဲ့ကောင်ကလုံးဝအမှန်တရားတွေကြီးပြောနေတဲ့ကောင်တော့မင်းကောင်တွေထင်ရတယ်တချို့ဟာတွေမှန်နေမှန်နေတယ်သူပြောတဲ့ຢာတိုင်းကအမှန်တကြီးဖြစ်မနေဘူးလုံးဝအားရ